န်နဝါရီလတွင်လွှတ်တော်ဆင့်ခေါ်သည့်စောင်းကာလာနှင့်စောင်းရသည့်တခြားလုံးပို့သတင်းစာသည့်အရေးကြီးကိစ္စနှစ်ရပ်ကိုမပြတ်မလတ်ဖော်ထုတ်နေခဲ့သည်အခွန်ဥပဒေပြုပြင်ရေးနှင့်အမျိုးသမီးစောင့်ရှောက်ရေးဖွင့်လှစ်ရေးကိစ္စနှစ်ခုကြီးဖြစ်သည်ထိုလှုပ်ရှားမှုကြီးနှစ်ခုလုံးကိုလက်ထောက်အက်ဒီတာကွေကတာဝန်ယူပေးရသည်လွှတ်တော်သည်သူ့ကိုပေးလျာလက်ကန်လုပ်ထားပြီးမရတော့ကိုကောင်ကိုတင်းမုံနဲ့ထုနေသူအားဥပိ္ပခါရှုမထားနိုင်သောတကယ်သို့ပင်ကွေကနီးမျိုးစုံနဲ့တင်ပြသည်တမိုင်းနီးနှိုင်းရှင်ချက်နီးနိုင်ငံရေးနှင့်ကိုကျင့်တရားနီးသိပ္ပံနီးလူမှုဆက်ဆံရေးနီးလူမှုရေးနီးသိပ္ပံပညာနဲ့နီးပေါင်းများစွာနဲ့ကိုကရေးသားသည် post နှင့်သူ့ရုပ်တည်ကိုသဘောကျသည့်ပြည်내အတွင်းရှိအခြားသတင်းစာများကလည်းမထောက်မညာဝေဖန်တိုက်ခိုက်မှုကိုဆက်လက်ပြုလုပ်သည်ယခုနှစ်လွှတ်တော်သည်ချွေတာချိုးချံရေးကြွေးကြော်သံဖြင့်တက်လာသည့်လွှတ်တော်ဖြစ်သည်တိုးတက်ရေးစကားလုံးသည်လက်သုံးစကားမဟုတ်အမျှော်မြင်ရှိအသုံးစရိတ်လျှော့ချဖြတ်တောက်ရေးသည်လက်သုံးစကားဖြစ်သည်တပါတီတာရှည်ကြီးစိုးသောပြည်နယ်များ၌တနေ့တွင်ခြေချော်လက်ချော်နှင့်မတော်မတရားလုပ်သမျှပေါ်ကုန်တတ်သည်ဤဖြစ်ရမျိုးသမိုင်းတွင်ထပ်မနာကြုံတတ်သည်ကိုလေ့လာသူတိုင်းသိသည်ယာဒူးများကိုစနစ်တကျချဲ့ထွင်သည်တစ္ဆာကံများအားစပွားစတိုးရက်ရောပေးကမ်းသည်ဝန်တန်းလစာရိတ်ခါကိုမဆက်မပြဲတိုးချဲ့သုံးဆွဲသည်တို့ဖြင့်အချုပ်ချာအာဏာပိုင်ဆိုးသူလူထုကစုပွက်သည်မဲဆန္ဒနယ်ဤဒေါသကိုလေးစားရကောင်းမှန်းသိသောပါတီဆိုင်ရာပုဂ္ဂိုလ်တို့ကပြည်내အသုံးစရိတ်များလျှော့ချမည်ဟုကြော်ညာသည်လွှတ်တော်တန်းသည်ချိုးချံချွေထားရေးဖြစ်သည်အောင်မွဲခံသောအချုပ်ချာအာဏာပိုင်လူထုကြီးကိုလုပ်ငန်းခွင်ကိုပြန်ဝင်သည်နောက်တစ်ပတ်လွှတ်တော်ဆင့်ခေါ်သောအခါတွင်မူအမတ်မင်းတို့ပြည်သူငွေအိတ်ကိုနှိုက်မြဲနှိုက်ကြပြန်သည်ဤဖြစ်ရမျိုးဤပြည်နယ်တွင်ယခုကြုံလာသည်အသုံးစရိတ်များစတဲ့တဘိုးတိုးချဲ့သည်ကော်မရှင်များဗုတ်အဖွဲ့များလက်ထောက်ရေးကြီးချက်မှုများတတိယလက်ထောက်စည်ရေးကြီးများစသည်ဖြင့်ယာဒူးအရေးအတွက်မှလည်းမယုံနိုင်အောင်များသည်ပြည်내အစိုးရကိုကြည်လိုက်ရင်ယာဒူးအခေါ်ဝေါ်ဆန်းဆန်းတာဝန်ဆန်းဆန်းနှင့်ပြည်သူဗန္နာနို့ကိုတနှစ်ပေါင်း20စသည်ဖြင့်မှိန်းဆိုးနေပြီးနို့ဖြုံရင်တီငုံမိလူကြီးများကိုတွေ့ရမည်ဖြစ်သည်သူတို့လုံနေပုံကိုရွေးကောက်ပွဲတွင်ဖော်ထုတ်ခဲ့သည့်အတိုက်ခံတို့ကတိုက်ခိုက်မှုများကိုတစ္ဆာတော်ခံခေါင်းဆောင်များနှင့်ပါတီသတင်းစာများကဖြေကြားကြသည်သို့သောမနစ်ကအသုံးစရိတ်နှင့်လွန်ခဲ့သည့်10နှစ်ကအသုံးစရိတ်ကွာခြားမှုသည်သတင်းစာထဲတွင်မရှုမလားကြီးပေါ်လွင်နေသည်ထို့ကြောင့်ယခုနှစ်လွှတ်တော်သည်ချိုးချံရေးအစည်းအဝေးဖြစ်သည်ပြည်သူဗန္နာကိုတပြားတစ်ချမ်းမှစား၍စစ်ပေါက်သုံးဆွဲလိမ့်မည်ဟုပြည်သူတို့အားထင်မြင်သဘောပေါက်စေသည်ရုံးဌာနလုပ်ငန်းအဖွဲ့အစည်းများအဖို့လည်းအသုံးစရိတ်ငွေပိုတောင်းနှင့်ရဖို့နေနေတလေးချိုးတချို့ရော့မသွားလျင်ပင်ကံကောင်းပြီစွာဟုဆိုရလောက်အောင်စစ်စိတ်လိမ့်မည်ဟုများပြည်သူကထင်မြင်သဘောပေါက်စေသည်ပို့သတင်းစာ၏အခွန်စနစ်ပြုပြင်ရေးသည်ဤအခြေအနေနှင့်ထိပ်တိုက်တိုးသည်သို့သောကွေသည်လူတို့ထင်မြင်ယူဆချက်ကိုဖန်တီးနိုင်သည်ထို့ပြင်အခွန်စနစ်ပြုပြင်ခြင်းဖြင့်ပြည်내အတွက်မနစ်နာငွေစည်းရင်းခေါင်းစဉ်ပြင်ဆင်ခြင်းဖိစီစည်းချက်ခြင်းဖြင့်ငွေသိန်းပေါင်းများစွာဝင်ငွေတိုးလာနိုင်သည်အမျိုးသမီးစောင့်ရှောက်ရေးကေဟာအရေးမှမှုတစ်မျိုးတစ်ပါးသာဖြစ်သည်ပြည်내ကဒေါ်လာ3သိန်းငွေရင်းမတည်ရမည်အပြင်နှစ်စဉ်လည်းထောက်ပံ့သွားပါအောင်မည်အလွန်ကောင်းမြတ်လှပါ၏သို့သောချိုးချံချွေတာရေးလွှတ်တော်သို့တင်ပြတောင်းဆိုရန်ကြိုးကြောင်မသိမြတ်ဆုံးကိစ္စဖြစ်နေပါသည်ဟုခေါင်းဆောင်များကဆိုကြသည်တကယ်ဆိုတော့ဒေါ်လာ3သိန်းဆိုသည့်ငွေမှာသူတို့အဖွဲ့အစည်းအကျိုးအတွက်အသုံးပြုရန်လိုအပ်နေသည့်ငွေကြေးပမာဏဖြစ်နေသည်လက်ထောက်အက်ဒီတာကလေးသည်အမျိုးသမီးစောင့်ရှောက်ရေးကေဟာဥပဒေချက်မုံချအတည်ဖြစ်ရမည်ဟုယုံကြည်သည်ဤအရေးသည်သူ့ကောင်းကြီးကိုပွဲဥထအောင်မြင်စေခဲ့သည့်အရေးဖြစ်သည်သူ့ကောင်းကြီးဤအကြောင်းအရာဖြစ်သောပါဇက်တယံကလေးများသည်အမျိုးသမီးစောင့်ရှောက်ရေးကေဟာကိုမရှိမဖြစ်လိုအပ်စေခဲ့သည်ဤအရေးသည်ပင်သူ့ကိုလူမှုရေးပြဿနာတရက်နှင့်နှစ်ဖူးတွေဒူးပွေတွေ့စေခဲ့သည်ရှယ်လီအားအမျိုးသမီးစောင့်ရှောက်ရေးကေဟာအကြောင်းခေါင်းကြီးရေးပေးမည်ဟုသူကမ်းလှမ်းစဉ်ကလူမှုပြုပြင်ရေးလုပ်ငန်းတရက်အတွက်လူမှုသိပ္ပံရေးပညာရှင်တဦး၏သိပ္ပံနည်းကျစိတ်ဝင်စားမှုဖြစ်သာကမ်းလှမ်းခဲ့ခြင်းဖြစ်သည်သို့သောထိုကေဟာသည်ကွိစိတ်တွင်တော့ယခုတော့16နှစ်သမီးနှင့်ဖုံးမရဖိမရဖြစ်နေသည်ဆိုသောအီဗာဗန်ဟိုင်မာ၏အရေးနှင့်ခွဲခြားမရအောင်ဆက်ဆက်နေသည်အမျိုးသမီးကေဟာသည်သူ့အဖို့အီဗာဗန်ဟိုင်မာကလေးများဤကဘာမှလွင့်စင်နစ်မြုပ်မသွားအောင်ဆက်တင်နိုင်မည့်ကိရိယာတစ်ခုဖြစ်နေလေပြီထို့ဖြင့်ဤသို့ပင်ရှာလီဝင်းလင်းအတွက်သူ့အကျိုးဆောင်ရန်ရရှိသည့်ပထမဦးဆုံးအခွင့်အလမ်းလည်းဖြစ်ချေသည်တကားသို့သောဂေဟဥပဒေကျမ်းသည်ကော်မတီအဆင့်တွင်တက်နေသည်လွှတ်တော်အစည်းအဝေးသက်တမ်းတဝက်ကျိုးသွားသည်ဖေဖော်ဝါရီလကုန်လို့ပြီဥပဒေကျမ်းကတက်နေစေကော်မတီလက်မှလွတ်ကျွတ်လာအောင်တော့လွှတ်တော်ထဲတွင်ရှုံးမိမဲနည်းနည်းနိုင်လျင်မဲနည်းနည်းဆိုသလိုမတိမ်မချဖြစ်နေသည်လူထုကလည်းဥပဒေကျမ်းကိုအတည်ပြုစေခြင်းသည်ပို့စ်ကလည်းကော်မတီကိုနှီးမျိုးစုံဖြင့်ထိုးနှံနေသည်ဝက်စ်တီသူ့လက်ထောက်ကိုယုံကြည်လွှဲအပ်တာဝန်ပေးထား၏
သူတို့ဆက်ဆံရေးသည်နှစ်ဦးနှစ်ဝကျင့်နဲ့အားရသောပုံစံမျိုးဖြစ်သည်West သည်လှောင်ကြိုက်ဆန်ရလျင်တေးချင်းစောနံသောငှက်လိုလူပင်ဖြစ်သည်သတင်းစာလုပ်ငန်းကိုကိုဖိရင်ဖိလုပ်ရလာသောအခါ West ကစိတ်ပြက်လာသည်သူကချေလို့လက်လို့နေခဲ့သူဖြစ်သည်ယခုတာဝန်အသစ်များကနှောင်ဖွဲ့လွန်သည်နက်နက်စာစားပြီးကတည်းကလုပ်ငန်းစားရသည်ဘယ်အချိန်မှပြီးစီးမည်မှမသိရညတိုင်းလုပ်ရသည့်အလုပ်ကိုသူအဆက်ဆုပ်ဆုံးညချမ်းချိန်ခါပျော်စရာအလုပ်ကလေးများအတွက်ကန့်လန့်ကြီးဖြစ်နေသည်အိမ်ရီလည်းမဖြောင်းသူကတဝါကြီးအိတ်ချင်သည်ခေါင်းကြီးနှင့်ပတ်သက်၍ခါချိုးရန်လှုပ်ရန်လိုအပ်လာသည်ပင်ပင်ပန်းပန်းအလုပ်ကလည်းရှိသေးသည်ပို့သတင်းသားသည်ပြည်내တစ်ခုလုံးတွင်သာမကတနိုင်ငံလုံးတွင်ပြည်သူထင်မြင်ချက်ကိုခေါင်းဆောင်နေသည့်စင်မြင့်ဖြစ်၍ခေါင်းကြီးကိုတမကရှန်ကရေး၍မရစာအမြောက်များဖက်ရမှတ်ရသည်သူစိတ်မဝင်စားသည်အမှန်ပြောရရင်သူနားမလည်သောအကြောင်းရင်းများကိုခေါင်းကြီးများရေးရသည်ထို့ပြင်ပြည်သူဟစ်တိုင်ခန်းတွင်ဖော်ပြရမည်အက်ဒီတာထံပေးစာများအကြောင်းပြန်ရမည်အက်ဒီတာပေးစာများကလည်းရှိသေးသည်အခြားထွေကားလီကအောက်ခြေသိမ်းလုပ်ငန်းကလေးများကလည်းရှိသေး၏အားလုံးအစီပြေနေလျင်ထိုတပ်ပန်းတန်အပေါင်းလုံများကဲ့သို့သူပင်ရင်ဤအလုပ်ဤသဘောတဘာဝခွဲခြားမရဆက်ဆက်နေသည့်ကိစ္စများအဖြစ်ဝက်ပျော်ပျော်ကြီးလက်ခံနိုင်ပေသေးသည်သို့တော်ကန်ခေခြင်းတော့အားလုံးအစီပြေနေသည်မဟုတ်လုံယိုလုံစဲအောက်ခြေတဲ့အသေးဖွဲကလေးများထက်ပိုး၍ဆိုသည်မှာတခြားသတင်းစာများနှင့်အလားတူစွာသူ့သတင်းစာလည်းမပြတ်မလက်အတိုက်ခံလောက်ခံရမှုဖိလကာကန့်ခံရမှုဝေဖန်ပြစ်တင်မှုခံရခြင်းကိုခံနေရခြင်းပင်ဖြစ်သည်သတင်းစာဖတ်သူများ၏စိတ်တွင်သတင်းစာအလုပ်ကို၎င်းတို့သာဝင်ရောက်လုပ်ကင်ရပါကယခုလက်ရှိလုပ်ကင်နေသူများထက်အစအရာထောင်းမကတာလွန်ကောင်းမွန်အောင်လုပ်နိုင်လိမ့်မည်ဟုထင်တက်ကြစမြဲပင်ဖြစ်ပါသည်ထိုအထင်မှာရိုးရည်ပင်နေချပြီးထိုသူများမှာ၎င်း၏ထင်မြင်ချက်ကိုမျိုးသိပ်ထားနိုင်သည့်အထိနှိမ်ချတတ်သူများလည်းမဟုတ်ပေနေ့စဉ်သတင်းစာတစ်စောင်ကိုပတ်စံတပြားစီဖြင့်ပေး၍ဝယ်ရသူတိုင်းဤစိတ်တွင်ထိုသတင်းစာကိုပြစ်တင်ဆဲရရမှာပေးလိုက်သည်ဟုယူဆရုံမကပြစ်တင်ဆဲရမှုများကိုလည်းပြုကြပြီးသည်သတင်းစာဖတ်သူများထံမှမြည်သည့်ထင်မြင်ချက်ကိုမှမကြားရခြင်းသည်ပင်လျှင်ထိုသတင်းစာကိုအထူးခြားဆုံးပင်ဖြစ်နေတော့သည်ဟုအက်ဒီတာများကယူဆကြသည်သတင်းစာဖတ်သူသည်သတင်းစာတွင်ပါသောအက်ဒီတာမှတ်ချက်နှင့်အရေးအသားများကိုသဘောကျနှစ်ချိုက်သည်ဖြစ်အံ့ထိုသူသည်တစုံတစ်ခုသောထင်မြင်ချက်ကိုမှမပြုတ်ဘဲစိတ်နေသည်သာလျှင်ဖြစ်တော်၏သို့သောအက်ဒီတာ၏အချိန်မီအပူတပြင်းထင်မြင်ရေးသားချက်များနှင့်ပတ်သက်၍အနှဲငယ်ကလေးများကိုဖြစ်စေအကြောင်းတစ်စက်ကလေးများကိုဖြစ်စေ၎င်းတို့၏စိတ်ကြိုက်နှင့်မတွေ့သည့်အခါဖြစ်စေအံ့ထိုအက်ဒီတာမှာမင်းများဖြင့်အပတ်ခံရတဲ့ကဲ့သို့မင်းအိုးနှင့်ဝိုင်းပေါက်ကြမည်ဆဲစာအပြစ်တေစာများဖြင့်ချက်ချင်းငငင်ကြုံတွေ့ရမိတာဖြစ်သည်အစဉ်သင့်ပြင်နေရမိတာဖြစ်သည်ဤဒီမှာ West ၏အကြိုက်နှင့်ဓမ္မတောကဖြစ်နေသည်သူကဝေဖန်တန်ကိုတဲ့တဲ့မြမကြားခြင်းချီးမွမ်းတန်ကိုဟိမ့်ဟိမ့်ကြားလိုသည်မလိုဓမ္မဝေဖန်ချက်များမှန်မှန်ကြီးပေါ်လာနေခြင်းသည်သူ့ကိုစိတ်ကြောက်ကြရဖြစ်စေသည်မိတ်ဆွေများကသူ့ကိုလမ်းမှာတားပြီးဘာကြောင့်ဘယ်သို့ဘယ်ဝါရေးရတာလဲဟုအမေးမြန်းခံနေရသည်ကိုသူမကြိုက်အမှန်တရားကိုခုခဲကာကွယ်ရင်သို့မဟုတ်လူတို့မြင့်တင်မှုအတွက်အချက်ကောင်းကိုယူရင်းထိုးနှက်တိုက်ခိုက်ခြင်းခံရသူများကသူ့ကိုလမ်းမှာတွေ့လျင် ATA ဆက်ခေါင်းဆက်ယုံဆက်သွားခြင်းကိုသူမကြိုက်တယ်လီဖုန်းတကွန့်ကွန့်မြည်ပြီးဒေါသတကြီးကန့်ကွက်ပြောဆိုခံရခြင်းကိုလည်းသူမကြိုက်ပူးတွဲပါမိရထားကိစ္စရေးသားချက်သည်မိရထားဌာနအပေါ် post သတင်းစာဤသဘောထားများဖြစ်ပါသလားဟု၍တိုတိုတောင်းတောင်းမင်းမြန်းစာမျိုးကိုသူမကြိုက်မှန်မှန်ကြီးတန်းစီဝင်လာသောထိုကိစ္စများသည်ခန္ဓာရည်မရှိသူတူအဖို့စိတ်နွမ်းပါစေသည် West သည်အပြင်းမှန်မင်းမောင်းကောင်းတော်လဲခန္ဓာရည်ရှိသူမဟုတ်ချီးကျူးမှုကြီးကြီးမားမားစင်တိုက်ဇက်တိုက်လားမှဤသို့သောစိတ်နွမ်းလျားမှုများကိုခုသာခံသာရှိနိုင်မည်ဖြစ်သည်သို့သောခုသာခံသာဖြစ်စေမည်အရာများကလာပုံမပေါ် West အသက်ရလာပြီးစိတ်အားထက်သန်မှုလျော့လာသည်လောကနှင့်ရေးလိုက်ငါလိုက်မဖြစ်တော့လူတို့မြင့်တင်ရေးသမားဘဝဤထာဝရကုသိုလ်၌ယုံကြည်မှုလျော့လာသည်တကယ်ဆိုရင်သူအသက်33နှစ်ရှိပြီသူမျှော်မှန်းချက်များပြည့်ပါမလားဟုမကြာခဏဇဝေဇဝါဖြစ်မိ၏သို့သောမရေရာမှုနှင့်မရောက်ရဲမှုများသည် West ဤခန်းချောသောအင်္ဂါရုပ်မြူးကြွသောဟန်ပန်ကိုတစ်စက်ကလေးမှမညှိုးစီညှိုးစေသည်ဆိုရင်ရိုးတိုရိတ်တိမ်များသာMiss Whelan နဲ့ Miss Avery လိုသူ့အခင်ဆုံးမိတ်ဆွေများအဖို့ West ဒီခါတိုင်းလိုပဲနှစ်လိုဖွယ်ရာကောင်းသည်ဤရက်များတွင်မိခင်ဖြစ်သူက West ကိုအိမ်ယာချထားခြင်းသည်မျိုးနာချသည် West ကလည်းမဆုံးရင်ရှိကစုံခင်းညှိခြင်းသည်အဓိကပြဿနာမှာကျင်သူတတ်ထားရွေးချယ်ရေးဖြစ်သည်သူ့အသေးနှလုံးကမျက်နှာမများသူ့အဖို့ရွေးစရာ2ယောက်သာရှိသည်သို့သောဘာသာရေးနှင့်ဥပဒေက1ယောက်သာရွေးခွင့်ပြုသည်ခက်လာပြီစွာ
February နောက်ပိုင်းလေထိုင်နေသောညတညတွင် West သည် Miss Avery အိမ်ရှိမှဖြစ်သွား Miss Whelan ၏အိမ်သို့ရောက်သွားသည်။ဂေဟာဥပဒေချမ်းကိစ္စကိုမရေမရာဖြစ်နေသည်။ကော်မတီတွင်6မဲစီနှင့်ညီနေ၍လွှတ်တော်ထဲသို့ရောက်လာသည်။လွှတ်တော်တွင်လည်းအင်အားချိန်ဝင်ညာညီနေသည်။ Shelley နှင့် West တို့ကထိုကိစ္စနှင့်စကားပလင်ခံကြသည်။ပြီးမှ Shelley ကဤကိစ္စတွင်ပို့သတင်းစာ၏အလေးထားမှုအတွက်သူ့ကိုထောမနာပြုသည်ဥပဒေချမ်းမုတ်ချမဲကပ်နိုင်မည်ဟုတထစ်ချယုံကြည်ကြောင်း West ကပြောသည်အတိုက်ခံများကငြိမ်ချက်သားကောင်းနေလို့ကြောက်စရာတော့ကောင်းတယ်ရှယ်လီကဝန်ခံသည်ငြိမ်နေတာကလည်းသူတို့အသေးကင်ထားနိုင်တဲ့ဒီချိုးချံချွေထားရေးဆိုတာကသဘောမယိုးဘူးဆိုတာသူတို့သိနေတာပဲမစ္စတာဒိန်းကလည်းဖုန်ကြီးမင်းမဆွေရဘူးဆိုတာမယုံတော့ဘူးအတိုက်ခံတွေကိုခြေရလိုက်ခံနေရဲ့ဒီကိစ္စရဲ့ဇင်းမြစ်ကဒီဒေါ်လာ3သိန်းကိုသူတို့လုပ်ငန်းအတွက်လိုချင်နေလို့ဖြစ်မှာပါWest ကထင်မြင်ချက်ပေးသည်ဒီလောက်ကိုကြိုးကြည့်ကြတာမက်သရီတရားကောင်းလိုက်တာရှင်သူတို့တကယ်စွတ်လုပ်မယ်ဆိုရင်ရောရှင်ထင်သလားယင်ရိုးရိုးသားသားပြောရရင်ကျွန်တော်မသိဘူးဒီကိစ္စကွိကိုအကုန်လွှဲပေးထားတာကျွန်တော်ကသူ့လိုအကွက်စီအောင်လေ့လာထားတာမဟုတ်ဘူးရှယ်လီက West အီလီတန်ကိုမရိပ်စားမိလောက်အောင်ဤကိစ္စတွင်ကြီးအာယုံတက်ထားသည်မဟုတ်။အော်သူတို့မလုပ်ရဲပါဘူးရှင်ဟုပြောပြီးစကားကိုချက်ချင်းပြောင်းကရှင်ဂျာမန်ကပွဲသွားအောင်မယ်မဟုတ်လားဟုမိသည်။အလောက်ကတမောက်ဖြစ်မနေရင်သွားမှာပေါ့။ပထမမအောင်လုပ်ပါရှင်။ဒီနေ့ဒါနောက်ဆုံးပွဲပဲဟာဂျာမန်ဆိုလို့ West ကရုတ်တရက်အော်ပြောသည်။ရှင်းနှစ်အတွက်ကျွန်တော်စည်ရင်းလုပ်နေတယ်။ခမညာကျွန်တော်နဲ့ဘယ်နှခါလိုက်မှာလဲ။6ခါ။ဒါဖြင့်ဒီနေ့ညစာချုပ်ဗျာ။မေမေစုလိုက်မယ်တခါပဲစာချုပ်ချုပ်ထားမယ်ရှယ်လီဤအဲဝတ်ကြေမှုအယူအဆမှာဧည့်သည်ဆိုတာသူ့စိတ်ထွဲတဲ့ရှိသမျှပြောချင်ရရပြောနိုင်သည်ဟူ၍ဖြစ်၏West သည်ည7:15မိနစ်ထိထိုင်ရမထစကားကောင်းနေသည်ထိုအချိန်တွင်အပေါ်ထက်မှရှယ်လီမိခင်ဖြစ်သူကမင်းညက်ကြီးကိုကျမ်းပေါ်သို့တိတိတသာလွှတ်ချလိုက်သည်West သည်ကြေရောင်ရွှွန်းလဲသောညထဲသို့ထွက်လိုက်သည်သူ့နှလုံးသားသည်ယခုမှပင်တကယ်ချစ်ဖက်တက်လျာကိုတွေ့ရှာလေပြီနောက်တနေ့ည9:20ခန့်တွင်ရှယ်လီဝီလင်အိမ်သို့ကွေ့ရောက်လာသည်ရှယ်လီဝီလင်ကတန့်တော်ဖြစ်နေသည်လွန်ခဲ့သည့်9လအတွင်းရှယ်လီသည်အိမ်သို့လာလည်ရန်အတန်တန်ဖိတ်ခဲ့ကြတော့လဲကွေ့ကလုံးဝအရေးမထားခဲ့reunion စီရေးပြပွဲနေနောက်ပိုင်းတွင်သူနှင့်ရှယ်လီ၄ချိန်သာတွေ့ခဲ့ရသည်သူနှင့်ရှယ်လီစတင်တည်ကျွမ်းသည့်2နှစ်ခွဲကာလအတွင်းပေါင်းသင်းဆက်ဆံရေးလောကဝိသဘောဖြင့်ကွေလာရောက်လဲပတ်ခြင်းသည်ယခုပထမအဆုံးအကြိမ်ဖြစ်သည်ဧကန်းဆောင်တွင်လူငယ်2ဦးရောက်နေသည်တဦးမှာ Villiver ဘတ်ဖြစ်ပြီးတခြားတဦးမှာ Mr. Miller ဆိုသူဖြစ်သည် Mr. Miller သည်ဤမျိုးသို့မကြာမီကမှရောက်လာသူဖြစ်သည် Miss Whelan နှင့်တယောက်ကတနေရာတွင်မိတ်ဆက်ပေး၍မျက်မှန်းတက်မိုံများဖြစ်တော်လဲမဖိတ်ခေါ်ပဲအလေရောက်လာသည်ရှယ်လီအဖို့ကိုအိမ်ပေါ်တွင်ကိုဧည့်သည်ကိုမောက်မောက်မာဆက်ဆံရန်မဖြစ်နိုင် Mr. Miller ကိုဧဝတ်ပြုငါဆက်ဆံသည်ဟုလည်းမဆိုသာ Mr. Miller ကသာပြူငါရှိနေသည် Beverly ဘက်ကမှသူ့ကိုမြင်ယုံနဲ့မျက်စိစပမွေးစူးနေသည်ရှယ်လီထံသို့အရောက်အပေါက်ရှိတဲ့သူမျိုးမဟုတ်ဟုသူယူဆသည်ထို့ကြောင့်ကိုအိမ်ကိုရာစိတ်မပေါအောင်ဘက်ကကာစီလုံနေရသည်ဘတ်သည်ပုံကြပန်းကြညစာဝတ်စုံကိုဝတ်ဆင်ထားသည်မစ္စတာမီလာကလည်းအလားတူဖြစ်သည်ကွေကမူတင်ချိုင်ကုန်းတရားကလေးအပေါ်လိုက်ရှယ်လီနှင့်တွေ့စဉ်ဝတ်ထားသည်ထသွားထလာဝတ်စုံပြာကိုသာဝတ်ထားသည်ရှယ်လီနှင့်တွေ့စဉ်တုန်းကလောက်တင့်လွင်တောက်ပြောင်ခြင်းမရှိတော့သူအမြဲမပြတ်မြင်တွေ့နေရသည့် Charles Gardiner West ဤကြော့မော့မှုသည်သူ့ကိုယ်ပေါ်တွင်ထင်ဟပ်မှုမရှိမဟုတ်မစ္စတာမီလာထက်သူကတိတိတတ်တာအနေအထိုင်ညံ့ညောသည်သူတွင်အဖိုးတန်သောပိုင်ဆိုင်မှုတစ်ခုရှိသေးသည်မစ္စတာမီလာတွင်မရှိသောလူကြီးလူကောင်းဥပဒေရုပ်ရှိခြင်းပင်ဖြစ်သည်စကားဝိုင်းမပြတ်ရန်သူတွင်တာဝန်ရှိကြောင်းဝိသိပုံရသည်ကလထိုင်မော်ရင်ထိုင်းကဘက်ဤစကားကိုနားထောင်နေသည်သို့သောစကားဝိုင်း၌သို့သူကိုယ်တိုင်ဝင်မပါမစ္စတာမီလာသည်မဟာဆန်ခြင်းသူအထက်သို့တက်လှမ်းခြင်းသူလူစားမျိုးဖြစ်သည်ကိုတူးကိုချိုသမားလည်းဖြစ်သည်အနုတုခုမပညာသည်သူ့အဖို့ဒုက္ခပေးသောဆွဲမှတ်မှုတစ်ရက်ဖြစ်သည်စာအုပ်စာပေကိုသူမျက်နှိုးသည်သို့သောနှံ့ဆက်မှုနှဲပါ၍မကြာခဏစာကိုမှသည်ရှယ်လီခမညာမရေမိအောင်မနှဲအောင်နေရသည်ဘတ်အဖို့ကအချက်ကောင်းပေါ်၍ပျော်စရာကြီးဖြစ်နေသည်မစ္စတာမီလာသည်သူ့အမှားပေါ်သွားတိုင်းသူ့မျက်နှာအုပ်ခဲနေလို့ရဲနေသွားသည်သို့သောအမှတ်သေးချေကမရှိသူတို့စကားဝိုင်းသည်စိတ်ဝင်စားစရာများဖြင့်ပိုးရင်မြိုင်လာသည်တမဒါဤတဝင်းလွှာများမှရောမနိုင်ငံကြဆုပ်ရခြင်းအကြောင်းရင်းများသို့၎င်းပြင်သစ်တော်လှန်ရေးသို့၎င်းအမျိုးသမီးမဲပေးခွင့်သို့၎င်းရောက်တက်ရာရောက်ကုန်ကြသည်ဘက်သည်မစ္စတာမီလာကိုသူနှင့်တန်ရာနေရာ၌ထားရန်ပင်မိကသူ့စကားကြောတဲ့မျောပါနေသည်ကွေကအမျိုးသမီးတော်လှန်ရေးအကြောင်းကို9မိနစ်တိမရက်မနာပြောသည်မစ္စတာမီလာကပင်ပါဇက်ဟောင်းသားနှင့်ငိမ့်နာထောင်နေရသည်သူ့နာမည်ကဘသူ
သူကရှာလီကိုနေတံပြစ်မိသည်ရှာလီကပြောပြသည်မျက်နှာအတော်ကြီးတဲ့လူကျွန်တော်မျက်နှာတွေအတော်လေ့လာမှုတယ်သူ့မျက်နှာမျိုးတစ်ခါမှမတွေ့ဘူးသေးဘူးလုံးဝမတွေ့ဘူးတဲ့ကြံအင်လက်ခဏတစ်ခုရှိတယ်ဘာကြံအင်လဲနာမည်တက်ရတော့ခက်တာဒါပေမဲ့တသမတ်တဲ့ရိုးသားဖြောင့်စင်မှုလို့ခေါ်မယ်တင်တယ်မစ္စတာမီလာသည်ည10 နာရီခွဲထိထိုင်းနေပြီးမှပြန်ပေါ်ရတော့သည်သူပြန်သည်နှင့်ဘက်လဲထလိုက်သည်အော်ဗီဗာလီရဲ့မပြန်ပါနဲ့အောင်ရှင်နဲ့ကိုစကားမပြောလိုက်ရဘူးဘက်ကတာဝန်ရှိသေးတယ်လေမစ္စတာမီလာနဲ့အတူပြန်ရအောင်မယ်မပြန်ပါနဲ့အောင်လေဒီမှာလဲရှင်ခေါင်းနောက်ရပြီးပြီပဲမဖော်ရွေသင့်မဲဖော်ရွေနေတာကိုဗျသူအဟုတ်ကြီးထင်မသွားအောင်လုပ်ဖို့တာဝန်ကလည်းရှိသေးတယ်ဒါကြောင့်အတူပြန်ရမှာမစ္စတာကွီမနှက်ပြန်ကြရင်ကုံတင်ကြီးများကလပ်မှာကျွန်တော်နဲ့နေလေစာလာစားလေဗျာကက်သလစ်နိုင်ငံတွေဘာကြောင့်ယိုယွင်းရတယ်ဆိုတဲ့အကြောင်းခမည်းနဲ့စကားဆက်ချင်သေးတယ်ကွီကလာခဲ့ပါမည်ဟုပြောသွေးဘက်ကမစ္စတာမီလာကိုအမိလိုက်ရန်ဖုတ်ပူမိလိုက်ထွက်သွားသည်ရှယ်လီရှီနိုင်ပညာရှိလက်ထောက်အက်ဒီတာကြီးနဲ့ဆက်ပြောနေရင်အခြေမလားသည့်အရေးကိုတွေးမိရင်ပြန်သွားခြင်းလည်းဖြစ်နိုင်ပြီသည်ရှင်နေရခဲ့တာကျမဝမ်းသာပါတယ်ရှယ်လီကပြော၍ကွိပြန်ထိုင်နေလိုက်သည်ရှင်ပထမအဆုံးချိန်လာလေတုန်းကစကားတခေါမှမပြောလိုက်ရဘူးဆိုတာမျိုးကိုမဖြစ်စေချင်ဘူးရှင်ပထမအဆုံးချိန်လာလေတာမဟုတ်ပါဘူးဗျာခမည်းမှတ်မိကောင်းပါရဲ့ရှစ်သဘောနဲ့ရှင်လာလေတာကိုပြောတာပါရှင်ကွိသည်တခန်းလုံးကိုမျက်လုံးဝင့်ရမ်းကြည့်နေသည်ခမည်းနဲ့စကားမပြောရခြင်းကျွန်တော်ပြန်မှုစိတ်ကိုမရှိပါဘူးခဏငြိမ်သွားသည်ရှယ်လီကထိုငြိမ်မှုကိုဖျက်ရန်လိုအပ်သည်ဟုတွေးမိသည့်အပြင်ထို့ပြင်ကွိဘာပြောမည်ဆိုတာကိုတွေးမရနိုင်အောင်ရှိသဖြင့်ရှာဦးတရားစကားကိုပြောလိုက်သည်အော်ဒါထက်ကျမကိုပြောပြပါအောင်ပါဂိုရီယိုကြီးကနေထိုင်ကောင်းရဲ့လားပါဂိုရီယိုဆိုတာကျွန်တော်မကြားဘူးပါဘူးအော်ခွင့်လွှတ်ပါရှင်ပါမောခနီကိုလိုဗီယက်စ်ကိုကြွယ်ရမှာကျမတို့ပေးထားတဲ့နာမည်ပါဒေါင်ထောင်မြည်မှာပါရဲ့ဗျာဤအကြောင်းကိုသူမကြားခြင်းပွင့်လင်းသောသူမျက်နှာကမဖုံးဖိနိုင်လှုပ်ဝက်ချက်မှန်သမျှကိုသူဆက်ဆုပ်သည်ဤမိန်းကလေးမသိစေခြင်းသောဤလှုပ်ဝက်ချက်သည်သူ့အဖို့အထူးသဖြင့်မနှိမ့်မို့စရာဖြစ်နေသည်သူသည်စိတ်ကနာမငြိမ်စွာထရက်လိုက်သည်မင်းလင်းဘိုးပေါ်မှနာရီကိုမြည်၍အော်ဒီလောက်တောင်ကြီးနဲ့နေမယ်မသိဘူးကျွန်တော်ပြန်မှပဲနေပါအောင်ရှင်ကျမစီအလဲလာတာစယုံရှိသေးတာပဲရှင်စောစောကဗီဗာလီဘန်းနဲ့ကြီးရှင်စကားပြောနေတာပဲဟာကျွန်တော်ဒီညကိုဒီကိုဘာအတွက်လာတယ်လို့ထင်တယ်လေဟုကွေကမေးသည်ရှယ်လီကသူ့ကလပ်ထိုင်မှလှမ်း၍ပြုံးပြသည်ကျမကိုတွေ့ရအောင်လာတယ်ထင်တာပဲအိုးဒါတော့ဟုတ်တာပေါ့ဒါပေမဲ့ဒါဖြင့်မနစ်တုန်းက reunion နေ့အတွက်ပါတီအတွက်အပြန်အလှန်လာလေတာဖြစ်မှာပေါ့ရှင်မဟုတ်ပါဘူးလုံးဝမဟုတ်ဘူးဒါပေမဲ့အဲ့ဒီနေ့ကလေးကကျွန်တော်စိတ်ထဲမှာခမည်းကိုပဲအများကြီးတွေးနေမိတယ်ကွီသည်ပြောရိုးပြောစဉ်အတန်ဖြင့်ပြောလိုက်တော့လဲသူ့ကိုယ်မူသူ့ဟန်ဒီကကတုံကရင်စိတ်လှုပ်ရှားမှုလွှမ်းနေသည်ကွီသည်အခန်းထဲလျှောက်သွားပြီးမှချက်ချင်းနေရာတွင်ပြန်ထိုင်သည်အော်ကျမကိုတွေးနေမိတယ်ဟုတ်လားခမည်းမမိမှာပေါ့အိမ်ကြီးကကျွန်တော်ပြောတဲ့စကားလေကျွန်တော်ကပဲခမည်းထက်သားသလားခမည်းကပဲကျွန်တော်ထက်သားသလားမသိဘူးဆိုတာသိမ့်မမိတာပေါ့ခမည်းကသားပါတယ်ဆိုတာပြောချင်လို့ဒီနေ့ညလာခဲ့တာပါကွေသည်အိတ်ထဲရှိခဲတံများထဲမှာတစ်ချောင်းကိုထုတ်ယူပြီးသူ့လက်ကိုသူမှင်သေးထိုးသလိုထိုးဖောက်နေရင်ရှယ်လီနဲ့မျက်လုံးချင်းစုံမိသည်ကျွန်တော်ပြောနေတာကြားရဲ့လားရှင်ဘာကိုဆိုလိုလဲဆိုတာလဲပြောပါအောင်မသိဘူးလားတကယ်မသိပါဘူးရှင်အဲ့တုန်းကကျမပြောတာကရှင်အက်ဒီတာဖြစ်လာတဲ့ကိစ္စကိုပြောတာကျွန်တော်ကဘဝသဘောတရားကိုပြောတာခင်ဗျားပြောသလိုပါပဲအဲ့ဒီနှစ်ခုကအတူတူပဲခဲတံများကိုအိတ်ထဲသို့ပြန်ထည့်လိုက်သည်စိတ်ငြိမ်သွားပြီးဖြစ်၍ဆက်ပြောသည်ကျွန်တော်ဘဝသဘောတရားကအပြည့်အဝကြိုးကြောင်များတယ်ခမည်းရဲ့ဘဝသဘောတရားထက်အများကြီးပိုပြီးကြိုးကြောင်များတယ်စင်ကျင်တုံးတရားမျက်စိနဲ့ကြည့်ရင်6ပြစ်ကင်းတယ်ကျွန်တော်ဘဝသဘောတရားကဘာလဲအဲ့ဒီတုန်းကကျွန်တော်ပတ်ဝန်းကျင်မှာတွေ့ခဲ့တဲ့အခုလဲတွေ့နေတဲ့အပြင်းထူတာရည်ရွယ်ချက်မရှိတာစိတ်အလိုလိုက်တာတွေကနေရုံးထွက်တဲ့ဘဝသဘောတရားပဲကျွန်တော်မှာအရေးကြီးတဲ့အလုပ်ရှိတယ်။ဘာအခက်အခဲတွေရှိဖြစ်အောင်လုပ်ရမယ်လို့ထင်နေခဲ့တယ်။အခုလဲထင်တာပါပဲ။ဒါပေမဲ့အဲ့ဒီအလုပ်ကတသက်တာလုပ်ငန်းလည်းဖြစ်ပြန်အတော်အသင့်လည်းအချိန်ရနေပြန်ပြီဆိုတော့စောစောပြီးစီးရုံတက်တက်နေတော့ကျွန်တော်အဖို့အလွန်အကျွံတန်ဖိုးကြီးပေးစရာမလိုတော့ဘူးထင်တယ်။ဒါနဲ့အသိဉာဏ်ကလွှဲရင်အားလုံးကိုဆွန့်လွတ်လိုက်တယ်။ဒါပေမဲ့နေ့စဉ်ဘဝအတွက်အသိဉာဏ်ပြန်ရှာတွေ့နေတဲ့နေရာမှာခမားရှိပြီလို့ပေါ့မဟုတ်ပါဘူးရှင်ရှယ်လီကစကားဖြတ်ပြောသည်ကျမဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူးရှင့်ဘာသာရှင်လုပ်တာပထမအဦးဆုံးတွန်းအားကတော့ဖိဖိစီကလာတာပါလေကွီကလေးလေးစီစီပြောသည်ဖိဖိဆိုတာကလည်းခမည်းအငယ်စားကလေး
တခြားစီပါရှင်ရှယ်လီသည်မေးကိုလက်ထောက်ကထိုင်နေသည်သူတို့နှစ်ယောက်စလုံးစိတ်အာရုံတွင်ဖေဖေကလေးကိုမြင်အောင်နေကြသည်ကျွန်တော်ပြောသလိုပဲစင်ကျင်တုံးတရားအတွက်အားလုံးကိုကျွန်တော်ဆွန့်လွတ်လိုက်တယ်ခမည်းကကျွန်တော်ကိုငါ့ဖို့သမားအတ္တဝါဒီလို့ထင်ခဲ့တယ်ပြောလဲပြောခဲ့တယ်ကျွန်တော်အတိုင်းဝိုင်းဖို့တော့ခမည်းထင်တဲ့အတိုင်းအရင်ကလည်းဟုတ်ခဲ့တယ်အခုလည်းဟုတ်သေးတယ်ဒီတော့ကျွန်တော်ငငယ်ကလေးကရီမန်းခဲ့တဲ့ဘဝကျွန်တော်ဇာတာပါလာတဲ့ဘဝကလူတွေကိုအလုတ်ကျွေးပြူတဲ့ဘဝပါလို့ဆိုရင်ခမည်းအံ့ဩမှာပဲလူသားတွေကိုအလုတ်ကျွေးပြုတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်ကကဘာအတိုင်းအတာနဲ့အကျယ်ပြန့်ဆုံးအတိတ်ပဲဖွင့်နေဒါကြောင့်အလုတ်ကျွေးပြုမှုမှာပုံကိုယ်တူချင်းကိစ္စတွေကိုကျွန်တော်ဖယ်ထုတ်ထားခဲ့တယ်ပြေဝတဲ့လူဘဝဆိုတာကစင်ကျင်တုံးတရားနဲ့လူသားအချင်းချင်းစိတ်သက်စေတနာဆိုခြင်းဆိုပေါ့လေအဲ့ဓာတွေပေါင်းဆက်ရာကနေပေါ်ထွက်နိုင်တယ်အဲ့ဒီအမှန်တရားကိုလူတွေအားလုံးမှာခြုံကြည့်ပြီးကျွန်တော်သဘောပေါက်တယ်ဒါပေမဲ့လူပုဂ္ဂိုလ်တူချင်းနဲ့ happy တော့သဘောမပေါက်ခဲ့ဘူးလူတူချင်းဘဝဟာလည်းအဲ့ဒီအမှန်တရားကိုအတိတ်ပဲပို့ရှိစေနိုင်တယ်ဆိုတာကျွန်တော်ဝန်ခံပါတယ်အနာဂတ်အတွက်မဟုတ်ဘဲမျက်မှောက်ကာလအတွက်အလုတ်ကျွေးပြူတာလူသားတစ်မျိုးလုံးအတွက်မဟုတ်ဘဲအကြောင်းမလှတဲ့လူတစ်ယောက်အတွက်အလုတ်ကျွေးပြူတာဟာလေအဲ့ဒီအမှန်တရားကိုလေးနက်စေနိုင်တယ်ဆိုတာကျွန်တော်ဝန်ခံပါတယ်ပြောနေတာသဘောပေါက်ပါတယ်နော်ရှယ်လီကသဘောပေါက်ကြောင်းပြောသည်ဒီလောက်ဆိုရင်ကျွန်တော်အပေါ်ရှိတဲ့ခမည်းရဲ့ကျေးဇူးအတိုင်းတာကိုသိရောပေါ့မဟုတ်ပါဘူးရှင်မဟုတ်ပါဘူးကျမရှင့်အတွက်တခုခုလုပ်ပေးမှုတယ်ဆိုရင်ဝမ်းလဲဝမ်းသာပါတယ်ဂုံလဲဂုံယူပါတယ်ရှင်ပြောသလိုတော့မဟုတ်ပါဘူးလေဒါမျိုးဆိုတာကလူတွေမှာကိုယ့်ဘာသာကိုဖြစ်တာအကူညီကကိုယ့်ထဲကလာတာရှင်ရှယ်လီကလိုက်လဲစွာပြောသည်အဲ့ဒီလိုမပြောပါနဲ့လေခမည်းပြောနေပုံကကျွန်တော်ဘာသာပြောင်းလဲလာသလိုဖြစ်နေတယ်မပြောင်းပါဘူးကျွန်တော်ကငကိုအတိုင်းပဲကျွန်တော်ဝန်ခံနေတာကဓာတ်ရိုက်ထုတ်လုပ်မှုစွမ်းအားမရှိတဲ့တချို့ကိစ္စတွေအတွက်အချိန်သုံးတာအကျိုးရှိနိုင်တယ်ဆိုတာပါပဲအဲ့ဒီအမြင်ကိုကျွန်တော်ယုံလာအောင်ခမည်းပြောခဲ့တယ်ခမည်းပြောခဲ့တာတချို့ကကျွန်တော်ကောင်းထဲမှာဒီနေ့အထိဆွဲနေတော့မယ်ဒါပေမဲ့ကျွန်တော်လောကကအတ္တလောကပဲဖြစ်နေသေးတယ်ဘဝနဲ့လုံးဝကင်းကွာမနေအောင်တော့အပြောင်းလဲတွေလှုပ်ထားတယ်ဆိုတာခမည်းကိုပြောပြတဲ့တယ်လို့တွေးမိတယ်ရှင်ပြောပြပေါ်ရတာဝမ်းသာပါတယ်ကျမကတော့ပဝေသနီကလေးကသိနေတာပါတနည်းပြောရရင်ကျွန်တော်ကိုခမည်းပြောတဲ့စကားတွေကလူအများစုဖို့သူတို့အမိတွေကပြောတဲ့စကားမျိုးပဲရှယ်လီစကားမဟာနိုင်ကျွန်တော်ဒီလိုပြောတာခမည်းသဘောကျခြင်းမှကြမယ်။အိုးသိသဘောကျပါတယ်ရှင်။ဒါပေမဲ့လူတစ်ယောက်ကသူ့အမေဒါမှမဟုတ်သူ့နှမပေါ်သဘောထားတယ်လို့ခမည်းအပေါ်ကျွန်တော်သဘောမထားဘူး။ပိုးပြီးထူးထူးခြားခြားသဘောထားတယ်။ကျွန်တော်စိတ်ထဲကျွန်တော်အတွေးထဲမှာထူးခြားတဲ့နေရာကိုခမည်းယူထားပြီးဆိုတာကျွန်တော်သဘောပေါက်လာတယ်။ဒါပါပဲမင်္ဂလာညပါ။ရှယ်လီကမော့ကြည့်ပြီးအိုးတော်တော့မလားရှင်။ဟုတ်ကဲ့ကျွန်တော်ဒီကိုလာပြီးပြောချင်တာတွေအကုန်ပြောပြီးပြီပဲနေစေချင်သေးလို့လားရှင်မနေချင်မနဲ့လဲမနေပါနဲ့လေဒါဖြင့်မသွားခင်တခုပြောအောင်မယ်ကွီသည်ရှက်လိရှိတွေရက်သည်မျက်မှောင်ရှုပ်ထားသည်ရှေ့နှစ်ကြရင်လက်တွေ့လူမှုလုပ်ငန်းတစ်ခုစမ်းသပ်မလို့ကြံထားတယ်အလုံးလုံးနေရတဲ့ကလေးတွေအတွက်အခလွန်ညချောင်းဖွင့်မယ်ခမည်းရဲ့ထင်မြင်ချက်ပေးပါအောင်ရှယ်လီသည်သူ့မိကွန်းကြောင့်အံ့အားသင့်သွားပြီးမှအလွန်ကောင်းကြောင်းထင်မြင်ချက်ပေးသည်ကွီကစကားဆက်ပြောသည်စက်မှုပညာကိုအခြေခံမယ်လက်ဝဲတို့ကာယပညာတို့ကိုလည်းသင်မယ်ဘက်ကလင်ကာကသင်ပေးမယ်ဒါထက်ဘက်ကလင်ကာကိုခမည်းသိထားဖို့ကောင်းတယ်သူကလှုပ်သားပြည်သူတွေအတွက်ဘာလုပ်ပေးရမယ်ဆိုတာထိတ်တန်းစိတ်ကူးစိတ်တန်းတွေရှိတယ်စက်မှုပညာနဲ့ကာယပညာတွေကဆွဲဆောင်ရုံတတ်ပါပဲအဓိကဘာသာတွေကတော့အစ်စ်ပဲဘယ်ကျောင်းတွေကမှသင်ဖို့မကြိုးစားတဲ့ပညာမျိုးကိုသင်ပေးမယ်ခေါင်းထဲဆွဲသွားအောင်ရိုက်သွင်းပေးမယ်ဘာပညာလဲအချုပ်ကတော့လူတူးစီရဲ့တာဝန်သဘောတရားဆိုပါတော့ရှယ်လီကသူ့စကလုံးကိုတန်ရောင်လိုက်ပြီးရေရွတ်သည်ကလေးတွေကိုသူတို့ဟာတတိပုဂ္ဂလာတွေတူးချင်းတွေမဟုတ်ဘူးပယံပဒါစကြဝဠာရဲ့အဆက်ဆက်မရှိတဲ့အနုမြူကလေးတွေမဟုတ်ဘူးဆိုတာကျွန်တော်သင်မေးခြင်းနဲ့သူတို့ဟာနိယာမဥပဒေသားတွေနဲ့အညီနေထိုင်နေကြတယ်သူတို့တူးစီဟာကဘာဥကနေပြီးကဘာတီတွေရှိနေမဲ့ဖြစ်စဉ်တဘောတရားကြီးတွေကအဆက်အထုံးကလေးတွေဖြစ်တယ်ဆိုတာသင်မေးမယ်ဘယ်ကျိုးဖြစ်ဖြစ်အားအပြော့ဆုံးစက်ထုံးကလေးတစ်ခုခိုင်တဲ့လောက်ပဲခိုင်နေအဲ့ဒီစက်ထုံးကလေးတွေဟာသူတို့တွေပဲဆိုတဲ့အသည့်ကိုခေါင်းနဲ့ရိုက်သွင်းပေးရမယ်လူဦးတူးချင်းစီတာဝန်သိမှုကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ဥတီပေးနိုင်ရင်လူမှုအင်အားအဖြစ်ဘလောက်ကြီးမားတယ်ဆိုတာခမည်းလဲအသီးပဲ
ခလေးတယောက်ကသူ့ဘဝဟာသူ့ကိုယ်ရေးကိုယ်တာကိစ္စပဲလို့ထင်ရင်စီးပွားရေးအရာဖြစ်ဖြစ်လူမှုရေးအရာဖြစ်ဖြစ်ကိုကျင့်တရားအရာဖြစ်ဖြစ်အစိုးဘက်ကိုကံကိုယုံပြီးစုပုံနေသလိုစွန့်ပြီးခြေဦးလှဲ့ခြင်းပါပဲဒါပေမဲ့သူအဲ့လိုလုပ်တာဟာပုံမကြီးမားမြင့်မြတ်တဲ့လူမှုရေးဖြစ်စဉ်ကြီးတစ်ခုလုံးကိုပြည့်စုံမယ်ဆိုတာသိရင်ခြေလန်းတုံသွားမှာပဲကျွန်တော်အစီအစဉ်ကအောက်တန်းကြဆုံးကလေးပဲဖြစ်ဖြစ်လူအဖွဲ့အစည်းရဲ့အရေးကြီးမှုကိုထိမ့်သိမ်းဆောက်ရှောက်ထားတယ်ဆိုတဲ့အသိဝင်အောင်လုပ်ပြီးသူတို့လူမှုရေးပြေဝမှုကိုမြင့်တင်ပေးဖို့ပဲကျမနားလည်ပါတယ်ရှင်ကလေးတွေနဲ့လူမှုရေးသိပ္ပံပညာစမ်းသပ်တာမဟုတ်ဘူးကလေးတွေကိုလူမှုရေးသိပ္ပံပညာသင်ပေးတာပဲဘလောက်ကောင်းလိုက်သလဲခမည်းကလေးတွေရအောင်စီယုံပေးနိုင်မလားကွီကသူ့ကိုလှုပ်ဖော်ကိုင်ဘက်အဖြစ်လက်ခံခြင်းသည်သူ့ကိုအမွန်မြတ်ဆုံးတိတ်တိတင်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟုရှယ်လီခံစားမိသည်ကျမတက်နိုင်မယ်ထင်ပါတယ်ရှင်ကျမတို့ဌာနကအဆက်အသွယ်အများကြီးရှိတာပဲမစ္စတာဒိန်းလည်းမဟာမိတ်တယောက်တိုးတော့မှာပေါ့ရှင်တိတ်လိုက်ရောညာတာတာပဲမစ္စတာကွီရဲ့မဟုတ်သေးပါဘူးကျွန်တော်ကိုတမျိုးမထင်မို့တောင်းပန်ပါတယ်ဒီအကြောင်းကိုကျွန်တော်လုပ်ငန်းရဲ့ဖက်ဆက်အဖြစ်နဲ့လုပ်မှာပါတက်ခွဲခန့်သဘောပါပဲ9နှစ်လောက်ကြာရင်ကျွန်တော်ရဲ့စမ်းသပ်ချက်ကိုပြန်ဆက်စစ်ပြီးကောက်ချက်ဆွဲနိုင်မယ်လို့မှန်းတယ်ဘာပဲဖြစ်ဖြစ်လေဒီ9နှစ်အတွင်းမှာစင်းနောက်စင်းရဲ့ကလေးတချို့ကံကြောင်းမလာတဲ့ကလေးတချို့ကိုတော့အများကြီးကောင်းကျိုးပြုနိုင်မှာပေါ့ရှင်ဒါပေမဲ့မစ္စတာကွီရှင်နေရတကာမှာရိုးဖြောင်းပြီးဒီကိစ္စကိုကြာမှဘာကြောင့်မရိုးဖြောင်းချင်ရတာလဲဒီမျိုးတော်ရဲ့ဘဝကိုတစ်ဖက်တစ်လမ်းကူညီခြင်းလို့ဒီเจ้าကိုရှင်စိတ်ကူးတယ်ဆိုတာဘာဖြစ်လို့ဝေးမခံချင်ရတာလဲဟုတ်မှမဟုတ်ပဲလူမှုရေးသိပ္ပံပညာရှင်ဆိုတာလူအဖွဲ့အစည်းရဲ့ငါတွေ့ဘူးတူတာရှိရမယ်လို့ခမည်းမပြောတာမဟုတ်လားရှယ်လီသည်ကွီကိုမော့ကြည့်ပြီးပန်းကလေးလိုဖြည်းဖြည်းချင်းပွင့်လာသောအပြုံးကလေးဖြင့်ပြုံးနေသည်ကွီကမျက်လာချထားသည်ခမည်းချိန်နဲ့အောင်ကျွန်တော်တန်ရွယ်ချက်တွေကိုအမြဲစမ်းစစ်မနေနိုင်ဘူးဗျာအရေးကြီးတာကចောင်းစားဖွင့်ဖို့ပဲခမည်းအာယုံစိတ်ပြီးစမှာခမည်းအတွေ့အကြုံကကျွန်တော်လုပ်ငန်းအတွက်အထောက်ပံ့ဖြစ်မှာပါစိတ်ချပါရှင်မစ္စတာဒိန်းနဲ့လည်းဆွေးနွေးမယ်ရှင်မကွန့်ကွက်ဘူးမဟုတ်လားသူကကြိုက်တယ်လို့လုပ်ပါကန့်ကွက်စရာမရှိပါဘူးကဲမင်္ဂလာညပါရှယ်လီကမတ်တက်ရက်ပြီးလက်ဆက်ကမ်းလိုက်သည်ကွီသည်လက်ဆွဲနှုတ်ဆက်ရင်မျက်နှာအမူအရာပြောင်းသွားသည်ခမည်းစီကိုအကူကြီးအကြံဉာဏ်လာတောင်းတတ်တဲ့အကျင့်ကျွန်တော်မှဆွဲနေပြီလို့ခမည်းကတော့ထင်ပါပဲဘာဖြစ်လို့မလားမလဲရှင်ကျမမှလည်းသိစရာမှတ်စရာပညာတိုးပါတယ်ခမည်းစေတနာကိုဒီလိုလွယ်လွယ်ပေးချိတ်လို့ပဲရမလဲထူးထူးခြားခြားစေတနာထားတာမဟုတ်ပါဘူးရှင်ထားပါတယ်ကျွန်တော်သိတယ်ထားပါတယ်ကွီကလေးလေးပင်ပင်ကြည့်ပြောနေ၍ရှယ်လီကသူ့စိတ်တတရာရရဲ့အပြုံးကလေးဖြင့်ဖြည့်သိမ့်လိုက်ရသေးသည်ရှင်ဒီလိုဆွဲဆွဲမြဲမြဲထင်နေရင်မကြခင်ကျမကိုပြန်လာတွေ့အောင်မယ်လို့ယူဆတယ်ဆိုပါတော့ဟုတ်ကဲ့ကျွန်တော်မကြခင်လာတွေ့အောင်မယ်လို့ကျွန်တော်ကြောင်းကိစ္စစုံစုံလင်လင်ပြောချင်ပါသေးတယ်ကွီသည်ရှယ်လီကိုငေးဆိုင်ကြည့်နေသည်ရှယ်လီကမနေတတ်မထိုင်တတ်ဖြစ်လာ၍ရီလိုက်ပြီးကျမမျောလင့်နေတာကကိစ္စတစ်ခုခုကိုတတ်မတ်ပြောဖို့မဟုတ်ဘဲကျမနဲ့စကားပြောဖို့တတ်အတွက်ပဲရှင်လာလေလိမ့်မယ်ဆိုတာပါပဲဒါတော့ကျွန်တော်မပြောနိုင်ဘူးမင်္ဂလာညပါကွီသည်ရှယ်လီနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီးဒီကိုမေးပြီးနောက်တစ်ခါလက်ဆွဲနှုတ်ဆက်ပြန်သည်ဤအချိန်တွင်သူ့လက်ကိုမိုးချိုးထိပြီးတကိုယ်လုံးတုံငုံသူဖြစ်သွားသည်သူသည်ထုံကျင်မိန်မောသွားရုံမကမိန်မောနေရာမှာရောင်ရမ်း၍တေးတကြော်ကြော်အော်နေတဲ့ကဲ့သို့ပင်ထင်မရလေ၏လာလေတာဝမ်းသာပါရဲ့ရှင်ရှယ်လီကပြောသည်သူစိတ်ကတောင်းကနေဖြစ်နေသည်ကိုကွိဖုံးပြနိုင်စွမ်းမရှိတကားဝါရောက်မှပြန်လှည့်ကြည့်ပြီးခလေးတွေအကျိုးရှိကောင်းရှိမယ်ဆိုတာမတွေးမိဘူးလို့လည်းကျွန်တော်မပြောတော့ပါဘူးနောက်တစ်ခါလာလေရင်တတ်မတ်ကိစ္စတစ်ခုတော့ပဲဆွေးနွေးမယ်လို့လည်းကျွန်တော်မပြောတော့ပါဘူးပြောရတာတခုကတော့နောက်တစ်ခါလာလေရင်ခဏတစ်ဖြုတ်ဖြစ်ခမားနဲ့စကားပြောရုံတတ်ပဲပြောချင်တယ်ဆိုတာပါပဲရှယ်လီသည်အိမ်ပေါ်တက်သို့တက်သွားပြီးမှန်ရွှေ့တွေထိုင်ကသူ့ကိုယ်သူအကြားကြီးစိုက်ကြည့်နေသည်ကွီကသူ့ကိုတိတ်လာတယ်လို့ထင်သေးရဲ့လားဟုသောစကားထားလေးကိုအပြေရှာရန်အချီးနှီးစူးစမ်းနေမိ၏